make us အရင်တော့ဟိုလိုမျိုးပေါ့ဇန်နာမလိုက်ခင်စိုက်နေပါလေဖွင့်တယ်ဟိုသူတို့သမီး make up ဘွဲ make up အကုန်လုံးလည်းပြင်တယ်ပေါ့ဇက်ကိုကြတော့ဘာဖြစ်လဲဆိုတော့ဝါသနာပါတာကိုရန်ဝါသနာပါတာကကျင်နေခုံညင်နေအဲ့လိုမျိုးဆိုတော့ကျတော့ဆမ်းမင်းဟိုနည်းနည်းငယ်ငယ်တည်းอ่ะပေါ့စပြီးတော့တိပြီးတဲ့ခါကျတော့အဲ့လိုတောက်လျှောက် make up လိုက်လိမ့်ပေးရခါနေအခုချိန်ထိပေါ့ဆမ်းမင်းလူပြဘွားတွေကပေါ့အဲ့လိုမျိုးလိမ့်ရကနေပြီးတော့အခုချိန်ထိစက်တိုက်ကြီးဖြစ်သွားပြီးတော့အရင်ကဆိုရင်တော့ဇက်ကိုလိုမျိုးပေါ့ဝါရင်းဆိုရင်ဇက်ထောက်လိုက်တယ်ဝါကျွတ်ခန့်နေကြရန်ကုန်ပြန်လာတယ်စိုက်ပြန်ဖွင့်တယ်အဲ့လိုစိုက်နဲ့ဖွင့်ခဲ့သေးတယ်အခုနောက်ပိုင်းကျလုံးလုံးဟိုဇက်နတ်ကိုတောက်လျှောက်လိုက်တော့တာဝါသနာလည်းပါတဲ့အတွက်ကိုလိုမျိုးပေါ့ပျော်တယ်အဲ့နဲ့ဇက်နတ်ကိုတောက်လျှောက်လိုက်ဖြစ်သွားတယ်အဲ့ဒီမိုးကဆမ်းမင်းဆက်ထဲကိုရောက်လာပြီးတော့ရိမင်းသားပေါ့ရိမင်းသားဘွားနဲ့ရောက်လာတယ်ပြီးတော့လက်ထမင်းသားဖြစ်တယ်အဲ့ဒီတဲကလည်းသူ့ကိုလည်းလိမ့်ပေးတယ်ပေါ့ဟိုလိမ့်ပေးတဲ့ဇက်ထဲမှာတော့သူ့ဟာသူလိမ့်တာများတယ်ရိုက်ကူးရေးတို့ဓာတ်ပုံရိုက်တို့ဘာလို့ညာလို့ရှိတယ်ရှင်စိုင်းမိုးလည်းလိမ့်ပေးတယ်ဆမ်းမင်းကိုလည်းလိမ့်ပေးတယ်ပေါ့အဲ့ဒီကနေပြီးတော့မှတန်ရောစင်တွေဖြစ်ပြီးတော့တာသမီးနဲ့မိဘလိုမျိုးပေါ့အဲ့လိုဖြစ်ပြီးတော့သူဇက်ခွဲတဲ့အထိပေါ့နောက်လျှောက်ပါလာတာပေါ့ဟုတ်ကဲ့ပြီးတဲ့ရှင်လိမ့်ပေးပါတယ်ဟုတ်သူသားလေးမင်းရွှေအောင်တင်လေးကိုလည်းအခုချိန်ထိပေါ့လှုပ်ပေးနေတော့ပေါ့အဲ့လိုမျိုးရိုက်ကူးရေးဆိုရင်အခုပြီးသွားတာတစ်လကျော်နှစ်လလောက်ပဲရှိတယ်ရိုက်ကူးရေးပြီးသွားတာပေါ့နောက်လျှောက်လှုပ်ပေးပါတယ်ဟုတ်ဘလို့ကွာချားလဲဆိုဆမ်းမင်းနဲ့ငယ်တုန်းကတော့ငယ်ရုပ်ကလေးနဲ့ပေါ့လိမ့်ရတာဆင်ပြအသက်ကြီးတဲ့ခါကျတော့နည်းနည်းတော့ပြောင်းလဲလာတာပေါ့နော်ပူတူးလဲတူတူပေါ့ပူတူးလေးလဲခလေးဆိုတော့သူ့မျက်နှာလေးကတော့ဘာမှအပြစ်နာစာမရှိတော့တင်းရအဆင်ပြေတာပေါ့နော်လူကြီးနဲ့ခလေးနဲ့တော့မတူဘူးပေါ့အဲ့လိုမျိုးပေါ့နောက်ပြီးတော့ဇမ်မိတ်ကကြတော့ဘယ်လိုဖြစ်လဲဆိုတော့အပြင်မိတ်ကလိုမျိုးတို့သမီးလိမ့်တို့လိမ့်လို့လည်းမရဘူးဘွဲလိမ့်တို့လိမ့်လို့လည်းမရဘူးရုပ်ရှင်ဒီလည်းရုပ်ရှင်မိတ်ကရှိတယ်ဇက်တီလည်းဇမ်မိတ်ကရှိတယ်နည်းနည်းသူကတုံးကျန်းတယ်အများအဝေးကလည်းမြင်အောင်အနီးမှလည်းအဆင်ပြေလှနေအောင်အဲ့လိုမျိုးတုံးလေးတွေကွဲအောင်နည်းနည်းလေးပို့တင်ရတယ်ပေါ့ပို့ပြီးတော့လိမ့်ပေးရတယ်ပြီးလို့ရှိရင်မီးထိုးမယ်ဟိုစလောင်းဟိုလိုမျိုးမီးလောင်းတွေထိုးမယ်အဲ့လိုမျိုးဆိုတာအဝတ်စားတွေကြတော့လေဇက်ဝတ်စားကြတော့ပြောင်လက်တွေများတယ်လေညာတဲ့ခါကျအဲ့ဒီဟာကိုလိုက်နိုင်အောင်ပေါ့မျက်နှာကိုပုံမှန်လက်ကိုပို့ပြီးတော့လိမ့်ပေးရတယ်ပေါ့ဟုတ်ကဲ့ညာဘက်တင်များတယ်နောက်ပြီးတော့တစ်ခုကဘာလဲဆိုတော့ဟိုလိုက်ကားတဲ့အတွက်ကိုမိတ်ကပ်ကိုသူအချိန်ယူပြီးတော့ဟိုအပြင်မှာနေလိုမျိုးပေါ့အချိန်ယူပြီးလိမ့်လို့မရအောင်အခါလေးနိုင်ဝက်နဲ့အပီကိုနှစ်ပါးသားကိုမိတ်ကပ်ကောဝတ်တာစားတာဘာညာပေါ့အဲ့လိုမျိုးနိုင်ဝက်နဲ့အပီလောက်ရတာမျိုးရှိတယ်မိနစ်20နဲ့အပီလောက်ရတာမျိုးရှိတယ်မိတ်ကပ်ကိုလည်းအဲ့လိုမျိုးပေါ့စိတ်ပြီးတော့ဇိမ်ဆွဲပြီးလိမ့်လို့မရဘူးပေါ့နော်သူရဲ့အချိန်တိုင်းတာရကိုကွာအဲ့လိုမျိုးပေါ့မြင်လုတ်ပေးရတာမျိုးတွေလည်းရှိတယ်ပေါ့ဖေးနဲ့ခက်ကပြောင်းလဲလာတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်စပြီးတော့ပနာမထွက်ဟေးဆိုရမိတ်ကပ်တွေကိုအပြည့်ချဲတာပြီးအဲ့တိုင်းမဲ့ stage show ဆိုတဲ့ဒီတိုင်းသွားတယ်မြန်မာတိုင်းသွားတယ်နှစ်ပါးပြဆက်ဒီတိုင်းမဲ့သွားတာပါအခုဒီဘက်ခက်ကြတယ်ဖေးနဲ့ပြောင်းလဲလာတဲ့ခါကျတော့မန်မိတ်ကပ်လေးလောက်ပဲပနာမမှာလိမ့်ကြတာပေါ့လိမ့်ပြီးလို့ရှိရင် show ဆိုလို့ရှိရင်ဒီတိုင်းမဲ့သွားတယ်opera တွေပါကြနည်းနည်းလေးတင်တယ်ပြီးရင်တစ်ခါပြန်လျှော့တယ် stage show ပြန်သွားတယ်ပြဆက်မှာပြန်လျှော့တယ်နှစ်ပါးကြတော့မှအပြည့်ပြန်လိမ့်နေပေါ့ဟုတ်ကဲ့ခက်ကပြောင်းလဲလာတာပေါ့ဟုတ်တယ်အချိန်တိုတွင်းမှာပေါ့အဲ့လိုမျိုးခါလေးဟိုပေါ့ဟိုအလက်ချိန်ပေးတဲ့ခါမျိုးရှိတယ်မပေးတဲ့ခါမျိုးရှိတယ်ပေါ့ပြဆက်ကရှည်သွားတယ်ဆိုလို့ရှိရင်4နာရီကျော်သွားတာမျိုးရှိတယ်အဲ့ခါကျလို့ရှိရင်4နာရီခွဲလောက်ကိုထွက်နိုင်အောင်အတွက်ကွာအဲ့လို15မိနစ်20နဲ့အပီးလုပ်ပေးရတယ်အဲ့လိုမျိုးအဲ့ဒါကျတော့လေဟိုလိုမျိုးပေါ့ကိုလောက်လာတဲ့ဟိုနှစ်နဲ့ပေါ့အတွေ့အကြုံနဲ့ကွာအဲ့လိုမျိုးအမြန်လုတ်တက်သွားတာပေါ့နော်အဲ့လိုမျိုးအပြင်မိတ်ကပ်ဆရာတွေလာလိမ့်မယ်ဆိုလို့ရှိရင်စပွန်ဆာပေးခြင်းနဲ့ဟိုမင်းသားလေးကိုပေါ့မိတ်ကပ်လာလိမ့်လို့တော့ရတယ်လိမ့်ဒါပေမဲ့အချိန်ကဒီလိုရှိတယ်အဲ့တော့အဆင်ပြေမဲ့ဆိုတကယ်ချင်းတို့လာလိမ့်ဆိုတော့တို့အစင်မပြေတဲ့ခါကျလာမလိမ့်ညအောင်ပေါ့အဲ့လိုမျိုးအချိန်ကိုတွက်ပြီးအမြန်လိမ့်ပေးရတာဟုတ်ကဲ့လာလောက်ကြာပြီလဲဆိုတော့ခမန်းကြီးတော့ဆိုတော့နှစ်30နီးပါးတော့ရှိပြီပေါ့အသက်21လောက်တည်းပေါ့ဇာနကိုအဲ့လိုမျိုးခဏလိုက်ရင်ရနေပြီးတော့အခုအသက်50ကျော်ပေါ့ဆိုတဲ့ခါကျတော့နှစ်30နီးပါးတော့ရှိပြီပေါ့ချိန်ရတယ်မတူတော့ပေါ့တဖြည်းမိတ်ကပ်ကလည်းဘယ်လိုဖြစ်လဲဆိုတော့ဒီလုပ်ငန်းကြီးကအရန်ကိုတွင်ကျပြီးတော့အဲ့လိုမျိုးပေါ့ဟိုခက်နဲ့ညီပြောင်းလဲရတဲ့အရန်ဟိုဖြစ်လာတဲ့ခါကျတော့သူကနဲ့သူတော့ဖြည်းဖြည်းပြောင်းလဲသွားရတာပေါ့မတူတော့ဘူးပေါ့တစ်နှစ်ထက်မတူဘူးလေဆိုတော့ဟိုဆိုင်းမိုခက်နဲ့ဆမ်မင်းခက်နဲ့ဆိုပို့ပြီးတော့မတူတော့တာပေါ့အဲ့တော့ပို့ပြီးပြောင်းလဲရတာပေါ့ဟုတ်ကဲ့အခက်ခဲရှိလားဆိုတော့သူ့ကိုလိုမျိုးပေါ့ဟိုစလိန်ကစားတော့လူတိုင်းပေါ့လိုမျိုးမျက်နှာကိုကသူ့ရဲ့မျက်နှာကြောကိုမဖမ်းမိတာဆမ်မင်းတော့ကလည်းလိုမျိုးပဲပေါ့ငယ်တော့ကလိန်နာနဲ့ကြီးတာတော့လိန်နာကြအဲ့လိုမျိုးပေါ့နည်းနည်းဟိုကွာဟလာတဲ့အချိန်မှာမျက်နှာကြောမဖမ်းမိခင်တော့အခက်ခဲတွေရှိတာပေါ့နောက်ပိုင်းကျတော့သူ့မျက်နှာကြောကတီးသွားတဲ့ခါကျတော့ဒီနေရာမှာဒါပဲလုပ်လိုက်လို့ရှိရင်ဒီလိုအဆင်ပြေတယ်ပေါ့အခုဆိုင်းမူလည်းတူပဲပေါ့သူ့ရဲ့မျက်နှာဘာလေးနောက်ပြီးတော့ sensitive သားရင်
ဆိုင်မှာမိတ်ကပ်တွေပါလေရွေးတယ်ပေါ့နော်အဲ့လိုမျိုးနောက်ပြီးကျတော့မိတ်ကပ်ညာရင်လည်းသူကမလှဘူးဆိုတော့အဲ့ဒါကိုကြတော့ကိုကလိမ့်လာတာကြာလာတဲ့ခါကျတော့တိသွားတဲ့ခါကျတော့အခက်ခဲတော့ခုနောက်ပိုင်းမရှိတော့ဘူးပေါ့စလိမ့်ငါစားတော့ရှိတာပေါ့